ယေမိနာဂတိကျမ်းအခန်းကြီး31အခန်းငယ်31မှ34တိုင်ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်ဤလူမျိုး၏ဘိုးဘေးတို့ကိုလက်ဆွဲ၍အဲဂုတ္တုပြည်မှဆောင်သွားသောအခါသူတို့၌ငါပေးသောပဋိညာဉ်တရားနှင့်ခြားနားသောပဋိညာဉ်တရားသစ်ကိုဣသရေလအမျိုးသားယုဒအမျိုးသားတို့၌ငါပေးသောအချိန်ကာလရောက်လိမ့်မည်အရင်ငါပေးဘူးသောပဋိညာဉ်တရားကိုသူတို့သည်ဖျက်၍ငါသည်လည်းသူတို့ကိုယွန်ရှာ၏နောက်ကာလအခါဣသရေလအမျိုးသားတို့၌ငါပေးအံ့သောပဋိညာဉ်တရားဟုမူကားငါထာဝရဘုရားသည်ငါ၏ပညတ်တရားကိုသူတို့အတွင်းထဲသို့သွင်းမည်သူတို့နှလုံးပေါ်မှာရေးထားမည်ငါသည်သူတို့၏ဖျားဖြစ်သည်သူတို့သည်လည်းငါ၏လူဖြစ်ကြလိမ့်မည်ထိုသူတို့ကထာဝရဘုရားကိုသိလောဟုမျိုးသားချင်းညီအကိုအချင်းချင်းတယောက်ကိုတယောက်ဆုံးမဩဝါဒမပေးရကြကြောင်းမူကားအငယ်ဆုံးသောသူမှစ၍အကြီးဆုံးသောသူတိုင်အောင်ထိုသူအပေါင်းတို့သည်ငါကိုသိကြလိမ့်မည်ထိုအခါငါသည်သူတို့အပြစ်များကိုသီးခံမည်သူတို့ပြုသောဒုစရိုက်များကိုမအောက်မေ့ဘဲနေမည်ဟုထာဝရဘုရားမိန့်တော်မူ၏ဒီကားထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်းဖတ်ရန်သမသစ်ကျမ်းစာတော်မြတ်မှာဟေဗြဲဩဝါဒစာအခန်းကြီး8ခန်းငယ်8မှ73